မင်္ဂလာ ဟုတ်ကဲ့ ဟုတ်ကဲ့ဟိုပါလေဒီနေ့ပြိုင်ပွဲကစားသွားတာပေါ့နော်အသင်းရဲ့နာမည်လေးကျေးဇူးပြည့်မိတ်ဆက်ပေးပါအောင်ရှင် ဟုတ်ကျွန်တော် BF BF Bookie FC โอเคဟုတ်ဒီနေ့ပြိုင်ပွဲကစားရတဲ့အခါမှာဘယ်လိုခံစားရလဲခံစားချက် ပြောပါတယ် ပြောပါရကဲဟိုပါလေတစ်ဖက်အသင်းကစားသွားတဲ့အပေါ်မှာဘယ်လိုမျိုးသုံးသပ်မိလဲပေါ့အဲ့လေးချက်ပြောပြပေးပါအောင်ရှင် တစ်ဖက်သိရတယ်လေကောင်းတော့ကောင်းပါလေဗာကျွန်တော်တို့ကဒါအကျော်တန်းဝင်တဲ့အလေးဆိုတော့လေသူတို့လည်းသူတို့ဆော့နေအင်အားလေးနဲ့ကတော့ကောင်းမှုလေးပြီးသွားတာပေါ့ကျွန်တော်ပြစ်ပါကြတာလေသူတို့လည်းဆော့နိုင်တော့ဆော့တယ်ဘောဘကလည်းဆော့နိုင်တော့ဆော့တယ်ဘူးလည်းမပြတ်ဘူးထိနေတော့ကြည့်ရပါသူကလေးနဲ့ပြောစဉ်းပြေးပါတယ် ကဲရှင်ကိုလက်ချက်တစ်ချက်လောက်ပြောပေးပါအောင်ရှင် အခုကန်လာဆိုတာလည်းတော့ခါတိုင်းကျွန်တော်ပွဲတွေပါဆိုလဲကျွန်တော်ခါတိုင်းသူတို့နဲ့လည်းပွဲတွေပါဆိုလဲထွက်တယ်ချိန်ပွဲတွေပါဆိုလဲကန်ဖြစ်တယ်ဆိုတော့သူတို့မရှိပါတော့သူတို့လည်းကောင်းတယ်ကျွန်တော်လည်းတော်တော်လေးပါရောင်းလိုက်ရတယ် တော်လေးတော့ယုံလိုက်ရနော်ဒီနေ့ကြည့်ရတာအရင်အားရတာဆိုတော့နောက်ရှေ့ဆက်လဲဘယ်လိုမျိုးပြင်ဆင်မှုလေးတွေရှိဖို့ရတဲ့ဖြစ်မလဲနော် ရှင်းစားတော့ဆက်ပြီးဆက်ကြိုးစားပါမယ် အကောင်းဆုံးပြအောင်တော့ကြိုးစားတော့ ပြပါကြိုးစားပါ ကဲအကောင်းဆုံးရလက်နဲ့ထပ်ပြင်မယ်ပြီးတော့ကျွန်တော်တို့မျှော်လင့်နေပါမယ်လို့ကျေးဇူးများတင်ပါတယ် မယ်